ဒီလိုမြက်တိတိလေးတွေကဘာစားလဲတော့မသိဘူးဟိုးနေတော့ကမိုးတွေကတအားရွာတော့အပင်ပေါ်ချတာနဲ့စာကလေးညက်လေးတကားတိတိလေးအခုချိန်ထိတော့ပြန်တာအပေါ်ကိုမရောက်နိုင်သေးဘူးဒီကောင်လေးကဒီလိုမြက်ပေါက်စားလေးတွေကဘာစားလဲမသိဘူးကျွန်တော်တော့လောလောဆယ်ဆန်လေးကိုရေးစိမ်ပြီးတော့ကျွေးတာစားပါတယ်ငါပြောဒီတော့ဖယုံဒီလို့လည်းသူတော်ချိုက်ပါတယ်မြက်လေးတကောင်ဘာအပင်ပေါ်ချတာလားမပြန်တတ်သေးဘူးတနာလို့ခေါ်ထားတာဘယ်မှလည်းမသွားတော့တပင်ပေါ်ပြုတ်ကြလာတာပြန်လည်းမပြန်တတ်သေးဘူးသူဘာတွေကျွေးရလဲတော့ကျွန်တော်လည်းမသိဘူးပြောကျွန်တော်လောလောဆယ်ကတော့ကျွန်တော်ဆန်တွေကျွေးထားပါတယ်ငါပြောဒီလေးဆန်တွေတော့စားပါတယ်